Okay ခင်ဗျမှာကျွန်တော်တို့ရှိရဒီ Air Wi-Fi သုံးတဲ့ customer တွေပေါ့နော်ဒီ single လဲမယ်ဆိုရင်ကလဲပုံလဲနေပေါ့နော်ဒီဆက်ကဒီလိုဆိုရင်ကဒီအောက်ခြေပေါ့နော်အောက်ခြေမှာကျွန်တော်တို့ဒီ reset ဆိုတာရှိရခင်ဗျဒီဘက်ကနေခွာလို့ရတယ်နော်ဒီဘက်ချမ်းနေခွာလိုက်မယ်ပေါ့နော်ခွာလိုက်ပြီးတော့ဒီမှာ single လေးထည့်ထားတာရှိမယ်ခင်ဗျအဲ့ဒါကိုလက်သေးလေးနဲ့ပဲအထည့်ကိုထိုးလိုက်မယ်ပေါ့နော်ထိုးလိုက်တဲ့ခါကျကက်လေးထွက်လာပြီခင်ဗျဟုတ်ကဲ့အဲ့ကက်လေးကိုယူလိုက်မယ်ပြီးတော့ကျွန်တော်တို့အစ်စ်ပို့ပြီးတဲ့ကက်လေးကိုပြန်ချိုးပြီးတော့ကက်ရဲ့ဒီအဆောင်လေးပေါ့နော်မြင်ရလားဒီအဆောင်လေးကဒီလိုပုံစံပေါ့နော်ကျွန်တော်မှာစမ်းပြပြပေးမယ်ပေါ့နော်ဒီလိုအဆောင်လေးခင်ဗျဒီလိုအဆောင်လေးတိုင်းထည့်မယ်နော်အဆောင်ကဒီဘက်ချမ်းမှာအဲ့တော့ဒီတိုင်းလေးပဲနော်ဒီ IMEI လို့ရေးရတဲ့ဟာကိုကြီးပြားလေးနဲ့မြင်ရတယ်ပေါ့နော်အဲ့တိုင်းလေးထည့်မယ်ပြီးတော့လက်သေးလေးနဲ့ပဲအထည်ကိုထည့်လိုက်ဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုရင်ကကျွန်တော်တို့တကယ်လို့ power တက်ထားရပေါ့နော်ဒီမှာ power တက်ထားရဆိုရင် power plug ပြုတ် plug လေးကိုထုတ်လိုက်မယ်ပြီးမှပြန်တက်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုပုံမှန်တိုင်းအသုံးပြုလို့ရပါပြီခင်ဗျဟုတ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ